ဒီလောက်ကောင်လောက်ကြလို့ရှင်တော့ဒါဆူရုချန်နေပြီးတော့ဖျက်သီးလေးတွေရတော့မှဖြစ်ပါတယ်ရဲဘော်တွေလူတန်းချင်တာဖြစ်ဆွဆောင်နေကူပေးချင်တာဖြစ်ကျွန်တော်စီမှာဝယ်ယူအားပေးလို့ရပါပြီဆိုတဲ့အကြောင်းလေးထပ်လောက်ပြောပြချင်ပါတယ်ဖျက်သီးလေးရမယ်နော်အမေစိုက်တာတဲ့ဖျက်သီးလေးတွေဖြစ်ပါတယ်ဖျက်သီးတွေကဆိုလို့ရှိရင်တော့အောင်လာတယ်မှာလာရောက်ရှိလာတော့မှဖြစ်ပါတယ်ဖျက်သီးလေးတွေဖြစ်ပါတယ်ဒီလေးတွေရပါတော့မယ်ဒီကောင်တွေကနည်းနည်းသေးသေးတယ်ကွာဒါရနည်းနည်းသေးသေးတယ်ဟိုကောင်တော့နည်းတော့ကြီးဟမ်မိုက်တယ်ဟေးဒါဖျက်သီးလေးဖြစ်ပါလေဖျက်သီးလေးတွေပါဖျက်သီးလေးတွေဒါဖျက်သီးလေးတွေဖြစ်ပါတယ်ရောဖျက်သီးရောဖျက်သီးပါဟမ်ဒီမှာရောဖျက်သီးလေးပါအဲ့ဒီကတော့ဖျက်သီးလေးပြပါတယ်ရှင်နေကိုအေးမြတ်တော့မဖျဲသီးဒီကတော့ဖျက်သီးလေးပြပါတယ်ဟုတ်ပြစားတော့မှာပါတယ်အစီလေးခွန်အခါတော့ပါလေးပါနော်အခါတော့ပါလေးပါပဲဖျဲသီးဖြစ်ပါတယ်ရှင်နေကိုအေးမြတ်တော့ဖျဲသီးလေးဖြစ်ပါတယ်